လက်တီကတယောက်ဒီကောလာလို့ရအဲ့တော့မှတတိပြန်ကြိုက်ပြီးတော့အဲ့ကောဒီအနောက်ကောင်နေပေါ့ဒီကွယ်တဲ့နေရာကိုကြောက်သွားအဲ့ကြောက်လို့ရလေပဲတူနီကိုစီးပြီးတူနီကိုစီးပြီးတော့တူနီကိုမစီးတတ်ဘူးလေအဲ့ဆိုပတိစီးပြီးတော့အဲ့ပတိစီးနေစိတ်မှုပါမလားလို့စိတ်မှုပါမလားပေါ့အမဟိုနေပါလို့လာကွာဟိုနေပြတဲ့ဟိုသူဒီဖိုင်းဆိုင်ရနည်းနည်းအားနေကြလို့သူအဲ့မသိတော့ဘူးအဲ့ပတိစီးနေတယ်ကျွန်တော်နားတော့ပလက်လိုင်းအဲ့ပေါ်တော်တဲ့အောင်ပလက်လိုင်းအဲ့မှာနောက်ကဆုတ်လာတယ်ဘယ်လိုဖြစ်လဲကောင်းတက်နေမှာခုံရကူလာအဲ့ဆိုမြောင်းခုံရကူလာကောင်းတက်နေမှာလားပေါ်တော်တဲ့နေမှာအဲ့တိုက်ဝဲထဲမှာပဲလားတိုက်ဝဲထဲမှာပဲညားနေတာပတိစီးနေကြအဲ့တော်သေးတယ်အနာကိုတက်မနေမှာပြူးပြန်အစားတော့ဘလောက်ငတ်လဲပြပါမယ်နော်ငွေတို့မင်းသားတို့ပါရောက်ကွက်သုံးပါတနေ့လာလေမမကိုတုတ်တယ်ချက်ငါတက်တာနဲ့ဟိုဟာဘယ်လိုပြောဒီငါတက်တာနဲ့ကြော်တယ်နော်ပြီးရင်အသားတို့နဲ့ရောတယ်နေလဲအဲ့ဒါညလဲအဲ့ဒါသူတို့အဲ့မှာငါတို့နော်ဒီမှတ်မရသလိုဆိုလို့နော်အသား3ခါလောက်ပဲလားညာသေးပါလိုင်းလုံးတဲ့အကြောင်းလေးဟာလိုင်းလုံးတော့ပြောစရာမလိုပါဘူးငါတို့ဒီမှာလိုင်းလေး8တယောက်လို့ရှိလိုင်းလုံးနေတော့တခြားမဟုတ်ဘူးအဲ့အရန်ဘယ်လိုပြောမလဲအရန်ခက်ခဲတယ်စားတော့ကနောက်ပိတ်ဆုံးဘယ်လောက်ထိရှားသွားတယ်ရှည်တန်းစစ်မြေပြင်ဆိုတော့ဒီမှာဟိုလာပိုးတဲ့သူတွေလည်းအရန်အားနာမယ်အဝေးကြီးဒီတိုက်ပွဲချားတဲ့ဒီလာပိုးရတယ်အရန်ခက်ခဲတယ်ဟိုနောက်ပိတ်ဆုံးဘယ်လောက်ထိလဲဆိုအသီးငံတော့ခူးစားလို့မရတော့တဲ့ဘွားဖြစ်သွားတယ်ဟိုအကိုတို့လည်းတည်နေတာတယ်မဟုတ်ဘူးဘယ်လိုပြောငါပြောပင်နေခုတ်ဖြစ်တင်မောတီရေချက်စားအဲ့လိုမျိုးအဆင့်ထိအောင်ရောက်သွားပြီပေါ့အပင်မှာခုတ်လဲလိုက်တယ်ရှုံးလို့တကယ်တော့အသက်နဲ့ရင်းယူဝေးထိကျွန်တော်လိုင်းသွားတော့သွားပေါ့လိုင်းသွားတော့ဆိုတည့်ရတိုင်းပဲလုံးဝစစ်မြေပြင်ကအကုန်လုံးဖြတ်တောက်တာလိုင်းအင်တာနက်လိုင်းဖုန်းလိုင်းအကုန်ဖြတ်တောက်တာကျွန်တော်တို့ကဟိုမိသားစုနဲ့မရမေကအဆက်တွေလုပ်ပြီးသူတို့စီပေးတယ်မဟုတ်ဘူးလေနဲ့ဒီကျွန်တော်တို့စားဖို့အတွက်ခဏတာရက်တီဖို့အတွက်ဝဲဝင်နေတဲ့အချိန်မှာစားဖို့အတွက်စက်သွန်နီစီတွေဒါတွေအတွက်ကကျွန်တော်တို့ကလိုင်းသွားမှရမှာတယ်မလားရန်ခက်ခဲတယ်ဟိုသူသွားတော့လွန်ပါလေတကယ်လွန်ပါကင်းဆောင်နေတယ်တော့ဆင်းတာတူတာတက်လက်တက်ပါလေလို့တိုင်းသေးနေရနီးရလေအသွား3နိုင်တော့မရှောင်းအသွား3နိုင်တိကျ3နိုင်တာဒါမဟုတ်ကျွန်တော်ထမင်းတော့ပါယူရတာဘယ်လောက်ကြီးစိုးလဲဆိုလမ်းတော့မှာစားတယ်ဟိုဒါတော့ခက်ခဲမှုတွေတကယ်တော့ကျွန်တော်တို့ဒီမှာဆိုတာတိုက်ပွဲထဲမှာဆိုတာအများကြီးပြတယ်မလားဟိုအောင်မြင်မှုရခဲ့တာရရှိလို့ဒါအခုဆိုဒါမသေးလို့ကျွန်တော်ကပြန်ပြောပြရတဲ့ကိစ္စအောင်မြင်မှုရကြလို့ကျွန်တော်တို့ရဲဘော်ကြီးကြာဆုံးခဲ့တဲ့သူတွေဟုတ်လားရခဲ့တာတန်ရင်တက်စကန်တွေကတော့အများကြီးပဲတင်ခဲ့ရအပင်မန်းနဲ့ခက်ခဲတဲ့ရန်ကြမ်းတန်တဲ့လိုင်း3ရတာတွေခက်ခဲတဲ့ပြီးရင်တော့ကျွန်တော်တို့ရဲဘော်တွေတဲ့ကျွန်တော်တို့လက်တွေပြတ်သွားတာကြာဆုံးသွားတာဒါတွေလည်းအများကြီးရှိကျွန်တော်အဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရတယ်မှာကျွန်တော်တို့လက်ရှိမှာဆိုတော့ဒါအခုဒါလည်းဒါသူတို့လေးတွေကိုလည်းမှတ်ရစေချင်တယ်အဲကြောင့်ကျွန်တော်ဆွေးနွေးတတိယလို့ပြောပြ